ကြတယ်ဆိုအပြောကျွဲလုံးနဲ့အမြူကြီးသူကိုအကျဉ်းနာပူကဆွဲလမ်းမိတဲ့တန်ရောစင်ကျူမင်းတို့မျိုးကဘဝလိုမကမ်းနာပါဘူး